အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Service Star Sport Facebook page နဲ့ YouTube channel လေးနဲ့အားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဘာစီလိုနာအသင်းကနေပြီးတော့ပြန်လည်ခေါ်ယူဖို့ဆန္ဒမရှိဘူးဆိုရင်နေမောင်ကိုခေါ်ယူခြင်းနေတဲ့တူကီကလပ်ဂါလာတာစီအသင်းတူကီကလပ်တစ်ခုဖြစ်တဲ့ဂါလာတာစီအသင်းဟာသူတို့အနေနဲ့ဇတ်တိုမှာခြေစွမ်းပုံမှန်ခြေစွမ်းတွေပြန်ပြောက်ပြီးတော့ဘိုးတွေဆက်တိုက်သွေးယူနေတဲ့နေမောင်ကိုခေါ်ယူခြင်းနေတာဖြစ်ပါတယ်နေမောင်ဟာဇတ်တိုသေးကိုကျွန်တော်တို့6လစာချုပ်နဲ့ပြောင်းပြီးသွားတဲ့နောက်ပိုင်းမှာဂိုးတွေလည်းဆက်တိုက်သွေးယူနေတယ်ပုံမှန်ခြေစွမ်းလည်းပြန်ရလာတာဖြစ်တဲ့အတွက်သူ့အနေနဲ့သူ့ရဲ့အောင်မြင်ဆုံးကလပ်တစ်ခုဖြစ်တဲ့ဘာစီလိုနာအသင်းကိုပြန်လည်ပြောင်းရွှေ့ချင်နေတာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းဘာစီလိုနာအသင်းရဲ့ညီပြတယောက်ဖြစ်တဲ့ဟန်စီဖလက်ကတော့သူ့အနေနဲ့ကစားသမားရဲ့အသက်အရွယ်ရဲ့ချက်ခိုင်မှုတွေကြောင့်နေမောင်ကိုခေါ်ယူဖို့ဆန္ဒမရှိဘူးလို့လည်းသိရပါတယ်ဒီအချက်တွေကြောင့်ပဲတူကီကလပ်ဂါလာတာစီအသင်းဟာနေမောင်ကိုခေါ်ယူပြီးတော့သူတို့အသင်းရဲ့ပုံရိပ်ကိုမြင့်တင်ဖို့ကြိုးပမ်းလာတာကိုလည်းတွေ့ရပါတယ်ခင်ဗျနောက်ထပ်တစ်ခုအနေနဲ့တော့ကျွန်တော်တို့ကျွေးမိပြဿနာတွေများစွာရှိနေတာကြောင့်ယနေ့ညကစားမဲ့အာဆင်နယ်နဲ့ပွဲမတိုက်ခင်မှာအိုးထွက်ဖို့ခွေးကြီးရှိမှာဆန္ဒပြသွားဖို့ရှိနေတဲ့ Manchester United ပရိသတ်များ Manchester United ပရိသတ်တွေကသူတို့အသင်းရဲ့အခုလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့နောက်ပြီးတော့လို့ရှိရင်သူတို့အသင်းရဲ့ကျွေးမိပြဿနာတွေများစွာရှိနေတာကြောင့်ယနေ့ညကစားမဲ့အာဆင်နယ်နဲ့ပွဲမတိုက်ခင်အိုးထွက်ဖို့ခွေးကြီးရှိမှာ Manchester United အသင်းပိုင်ရှင်တွေဖြစ်တဲ့ဂလေဇာမိသားစုကိုဆန္ဒထုတ်ဖော်သွားဖို့ရှိနေပါတယ်ထို့တူဂလေဇာမိသားစုနဲ့အတူကျွန်တော်တို့ Manchester United အသင်းရဲ့ share တွေများစွာပိုင်ဆိုင်ထားတဲ့ Sergio Ratcliffe ကိုပါသူတို့တွဲပြီးတော့တခါတည်းဆန္ဒပြသွားဖို့ရှိနေကြောင်းလည်းတွေ့ရပါတယ်ခင်ဗျ။နောက်ဆုံးတစ်ခုအနေနဲ့တော့ကျွန်တော်တို့လီဗာပူးအသင်းအတွက်တစ်နှစ်အတွင်းပြိုင်ပွဲစုံအသွေးကိုပေါင်း43ခုပြည့်စိုက်ထည့်တင်ထားတဲ့ကျွန်တော်တို့ Luis Suarez ရဲ့စာချုပ်ကိုချိုးနိုင်ခဲ့တဲ့မိုဟာမက်ဆာလာမင်းညကစားခဲ့တဲ့ဆောက်တာတာနဲ့ပွဲစဉ်မှာသွေးကို2ခုထပ်မံရရှိခဲ့တာကြောင့်လီဗာပူးကစားသမားမိုဟာမက်ဆာလာကကျွန်တော်တို့2013-2014ခုနှစ်လူဝဲဆွာရဲတည်ခဲ့တဲ့ကျွန်တော်တို့လီဗာပူးအသင်းအတွက်တစ်နှစ်အတွင်းပြိုင်ပွဲစုံသွေးကိုပေါင်း43ခုကိုကျွန်တော်တို့44ခုဖြစ်စာချုပ်ချိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်နောက်ပြီးမိုဟာမက်ဆာလာဒီနေ့ရာသီအတွင်းမှာသူ့အနေနဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြသပြီးတော့ပြိုင်ပွဲစုံတိုင်းမှာလည်းကျွန်တော်တို့သွေးကိုတွေရရှိထားတာတွေ့ရတယ်သူတို့ရဲ့လီဗာပူးအသင်းကလည်းကျွန်တော်တို့ပရီးမီးယားလိဖလားကိုရရှိဖို့အတွက်အရန်ကိုနီးစပ်နေတဲ့အနေအထားတွေမှာတွေ့ရတယ်ခင်ဗျနောက်ပြီးတော့လို့ရှိရင်ဒီသွေးကိုတွေကြောင့်အတွက်မိုဟာမက်ဆာလာကပရီးမီးယားလိသမိုင်းတစ်လျှောက်သွေးကိုအများဆုံးကစားသမားဆေးမှာနံပါတ်9နေရာထိတက်လာနိုင်ခဲ့ပြီးတော့သူနဲ့တူတူ184ဂိုးနဲ့ကျွန်တော်တို့ Manchester City ရဲ့အသင်း Manchester City အသင်းရဲ့ကျွန်တော်တို့ကစားသမားဟောက်တယောက်ဖြစ်တဲ့ Sergio Aguero နဲ့ပူးတွဲရပ်တည်နိုင်ခဲ့တာလည်းတွေ့ရတယ်ခင်ဗျဒီညသတင်းလေးကတော့ဒီလောက်ပါပဲနောက်နေ့မှပြန်တွေ့ပါမယ်အားလုံးကျေးဇူးများတင်ပါတယ်